TikTok ဆိုတာကျွန်တော်တို့မြန်မာနိုင်ငံမှာရောဒီကဘာကြီးမှာပါလူအများဆုံးအသုံးပြုတဲ့ platform တွေကတစ်ခုအပါအဝင်ဖြစ်ပါတယ်ဗျအဲ့တော့ TikTok မှာဈေးရောင်းတဲ့သူတွေရောကိုယ့်ရဲ့ဘဝအတွေ့အကြုံတွေကိုမျှဝေပေးတဲ့သူတွေရောအများကြီး TikTok ကိုအများကြီးအသုံးပြုကြပါတယ်အခုကျွန်တော်မျှဝေပေးသွားမယ့်နီးလန်းလေးကတော့အလုံးတစ်ဖက်နဲ့ TikTok နားထောင်တဲ့သူတွေအတွက်အရန်ကိုအဆင်ပြေစေမယ့်နီးလန်းလေးဖြစ်ပါတယ်ဟုတ်ကဲ့အဲ့ဒီတော့ကျွန်တော်ဒီနေ့မျှဝေပေးသွားမယ့်နီးလန်းလေးကဘာဖြစ်မလဲဆိုတာကိုကျွန်တော်တို့ဆက်ပြီးကြည့်လိုက်ကြရအောင်ပါခင်ဗျာအဲ့တော့ကျွန်တော်တို့ TikTok တွေကိုကျွန်တော်တို့ဝင်လိုက်ပါဗျโอเค TikTok တွေကိုဝင်လိုက်ပြီဆိုတာနဲ့ဒီပေါ်လာတဲ့ဗီဒီယိုဖိုင်တွေကိုကျွန်တော်တို့လက်ညှိုးလေးနဲ့ဖိထားလိုက်ပါဗျလက်ညှိုးလေးနဲ့ဖိထားလိုက်တာနဲ့ဒီပုံစံလေးပေါ်လာမယ်ပေါ့နော်ဒီဘားတန်းလေးကိုကျွန်တော်တို့ဘေးဘက်ကိုရွှေ့လိုက်ပါဘေးဘက်ကိုရွှေ့လိုက်တာနဲ့ဒီမှာဒီမြားလေးပေါ့နော်ဒီမှာ auto scroll ဆိုတဲ့မြားလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါဗျနှိပ်ပေးလိုက်တာနဲ့ဒီမှာညာဘက်တောင်လေးမှာမြားပုံစံလေးပြနေတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ auto scroll လောက်ထားပြီးသားဖြစ်သွားပြီပေါ့နော်ဆိုတော့ဒီ auto scroll လောက်ထားတဲ့နီးလန့်ကဘာကောင်းလဲဆိုတော့သူက video TikTok video တစ်ပုတ်ပြီးသွားတိုင်းမှာနောက်တစ်ပုတ်ကို auto သူကကြော်ပေးတယ်ပေါ့နော် auto လုပ်ပေးတာပေါ့နော်အဲ့ဒါကဒီအလုံးလုံးနေနဲ့ TikTok သုံးတဲ့လူတွေအတွက်အရန်အဆင်ပြေတဲ့နီးလန့်လေးဖြစ်တယ်ဗျအဲ့တော့ကျွန်တော်တို့ကြည့်လိုက်ကြရအောင်ပါကဲဘာကိစ္စရှိလို့လဲအဆောင်စီကနေတော့သွားယူပြီးတော့ငါတို့ဖွင့်ပေးပါလားဟမ်မလုပ်ရဘူးတိသွားမှာပေါ့မတိအောင်လုံးမှာပေါ့သွားဟိုမှာအိတ်နေရသွားယူလိုက်သွားလုပ်ရဘူးကြောက်တယ်ဒီကနေထွက်လို့ရရင်ငါတို့နှစ်ကောင်လုံးမင်းကိုခေါ်ရမှာသွားယူသွားလိုက်ဦးငါဒီမှာပဲပြောတယ်ဟာတော်ပါကွာဒီရေမြင်းဒါတော့ဟာသားဗီဒီယိုလေးပေါ့နော်โอเคကျွန်တော်ဒါလေးကြော်ကြည့်လိုက်မယ်ဗျဒီဘက်အဆုံးလေးကြော်ကြည့်လိုက်မယ်ကျွန်တော်ဒီဟာလေးကိုပဲဗျကောင်းတယ်ကိုပန်လှနေပြီအဲ့တန်းလေးပဲနေပြီပါနော်ရာခဗီဒီယိုကတွေ့လားသူကဗီဒီယိုတစ်ပုတ်ပြီးသွားတာနဲ့ auto ကြော်ပေးတာပေါ့နော် auto scroll လုပ်ပေးတာပေါ့နော်ဒီနီးလန့်လေးကဟိုအရန်အသုံးဝင်ပါတယ်ဗျာနော်စမ်းသုံးကြည့်ကြပါအောင်ဗျဒီနီးလန့်လေးကိုတီးပြီးသားသူတွေဆိုရင်လည်းကိုယ့်ရဲ့အတွေ့အကြုံတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ဒီအောက်မှာ comment မှာမှတ်ချက်လေးဝင်ပေးခဲ့နိုင်ပါတယ်ခင်ဗျာအဆုံးထိကြည့်ပေးကြတာကျေးဇူးတင်ပါတယ်အဆင်ပြေကြပါစေဗျာ